ကျော်စွာဝင်းနဲ့သွေးလင်းထက်ဘယ်သူကပိုကောင်းမယ်လို့ထင်လဲကျော်စွာဝင်းရောလက်ရှိမှာမြန်မာပြည်သက်တွေရဲ့အချစ်တွေနဲ့တကယ်ပဲလှုပ်ပြနေတာဖြစ်ပြီးတော့သွေးလင်းထက်ဆိုရင်လည်းပဲဝမ်ချန်ပီယံရှစ်မှာနိုင်မွေးဆက်မှုနဲ့အတူတူအတော်လေးကိုကောင်းလုံးနေရပါသွေးလင်းထက်ကဝမ်ချန်ပီယံရှစ်မှာ9ပွဲကစားပြီး2ပွဲကိုပဲရှုံးထားတော့လက်ဆောင်နေရတော်လေးကိုထက်နေတယ်လို့ပြောလို့ရပါတယ်သွေးလင်းထက်ကရှုံးခဲ့တဲ့နောက်ဆုံးပွဲမှာဆိုလို့ရှိရင်သူထိုးခဲ့ရတာကစံရည်နဲ့ပါဒီတော့သွေးလင်းထက်ရဲ့အနေထားလည်းမခေတယ်လို့ကျော်စွာဝင်းကလည်းအခုလက်ရှိမှာ FedEx မှာကစားနေတဲ့အတော်လေးကိုနာမည်ကြီးလာလို့နေပါပြီကျိုးစားလို့နဲ့လူငယ်မြမဂုံဆောင်စသဖြင့်တော့မှသူ့ကိုဂုံမြူထားကြတာပါသွေးလင်းတက်ကတော့ထိုင်းမှာမလေးချင်မင်းနဲ့ဝမ်ချန်ပီယံရှစ်မှာနိုင်ပွဲတွေဆက်နေရပါလူပုံကြည့်တော့မထင်ရသလောက်မာကွန်အတော်မြင့်ပြီးတော့ကစားပုံနီးစနစ်လည်းအရန်ကိုကောင်းတဲ့ကစားသမားတူဒါပေမဲ့ကျော်စွာဝင်းရလည်းသူဘယ်လောက်ထိကျိုးစားနေလဲဆိုတာဟိုတနေ့ကထိုးသွားတဲ့ပွဲကတက်တည်ပါပွဲဥထောက်မှာပြန်ဘက်ကိုလဲထိုးပြီးတော့မြန်မာပရိသတ်တွေရဲ့အချစ်တွေအားလုံးတပွေးတစ်ပိုက်ကြီးယူသွားခဲ့တာပါနောက်ပြီးတော့ဖဲတက်ချင်းတစ်ခုလုံးကလည်းကျော်စွာဝင်းကိုဆိုရင်လက်ရှိမှာတသေးလောက်ကိုချစ်ကြတယ်ဖေးတဲ့ချင်းကထိုင်းဖိုက်တာတွေရဲ့အကောင်တွေထဲမှာကျော်စွာဝင်းနဲ့တွဲရိုက်ထားတဲ့ပုံတွေကြီးပါပဲပြီးတော့တော်လေးကိုယိုကျိုးတာကြောင့်လေထိုင်းလူမျိုးတွေကသူ့ကိုသဘောကျနေကြတာပါနောက်ပြီးတော့သွေးနည်းတက်ဆိုရင်လည်းအင်တာဗျူးဖြေရမှာတော့မှရှက်တဲ့သူမျိုးပါလေးလဲမကြည့်သလိုလေးလဲမတိုက်ဘူးဝမ်ချန်ပီယံရှစ်မှာထိုးခဲ့တဲ့ပွဲတွေအားလုံးမှာလည်းလုံးရက်နေပဲတက်တည်ပြခဲ့တာဒါကြောင့်မလို့သွေးနည်းထက်ကလည်းကျော်စွာဝင်းရဲ့နီးတူယိုကျိုးပြီးတော့စူးစမ်းလုံးနဲ့ဖိုက်တာဆိုပြီးတော့လူသိများတယ်ဒီတော့ညောင်စလုံးကသူ့နေရာနဲ့သူအတော်လေးကိုကောင်းကြတယ်ဆိုပေမဲ့အခုလိုမျိုးကွဲပြားမှုတွေတော့ရှိနေတတ်ကြပါတယ်နေရာစလုံးကမြန်မာဂုံဆောင်နေတဲ့ fighter တွေကြီးပဲဒါကြောင့်မလို့ပရိသတ်တွေအားပေးမှုလည်းအခိုင်အမာရရှိထားကြပါတယ်လက်ရှိမြန်မာ fighter တွေထဲမှာ Brony ကတော့တန်းစင်လို့ပြီးရင်တော့အားပေးမှုအများဆုံးရတယ်မြန်မာ fighter တွေလို့တော့မှပြောလို့ရပါတယ်ဒါပေမဲ့ကစားပုံရတော့ကျော်စွာဝင်းကခွန်အားပိုကြီးပြီးတော့လက်တီးရပြေးမဲ့ fighter ပုံစံမျိုးဖြစ်ပြီးတော့ဘာလာလာတောင်းမဲ့ပုံစံမျိုးပါပဲသွေးလင်းထက်ကတော့ကျော်စွာဝင်းတော့ခွန်အားမကြည့်ပေမဲ့နီးစနစ်နဲ့ဖြည်းဖြည်းချင်းဆော့ပြီးတော့ပြန်ဘက်ကိုပညာသားပပထိုးကအနိုင်ယူပြမဲ့ fighter မျိုးပါဒါကြောင့်မလို့နှစ်ယောက်စလုံးကသူ့ပုံစံနဲ့သူပြိုင်ဘက်ကိုဒုက္ခပေးနိုင်စွမ်းနေများစွာရှိပါတယ်။နောက်ပြီးတော့သူတို့နှစ်ယောက်ထဲမှာဘယ်သူအကောင်းဆုံးလဲဆိုတာမပြောခင်တေချာတစ်ခုကတော့သူတို့နှစ်ယောက်ကလက်ရှိမြန်မာဖိုက်တာတွေထဲမှာအကောင်းဆုံးနှစ်ယောက်ဖြစ်တယ်ဆိုတာပါပဲ။ဒီတော့သူတို့နှစ်ယောက်မှာထပ်ပြီးတော့ဘယ်သူကအကောင်းဆုံးလဲဆိုတဲ့မေးခွန်းကိုဖြေရမယ်ဆိုရင်တော့ဝမ်ချန်ပီယံရှစ်ထိတက်လန်းထားနိုင်တဲ့သွေးလေးထက်ကအကောင်းဆုံးဖြစ်တယ်လို့ပဲကျွန်တော်ဆိုချင်ပါတယ်။ကျော်စွာဝင်းမကောင်းလို့ပြောချင်တာလည်းမဟုတ်ပေမဲ့ဝမ်ချန်ပီယံရှစ်မှာဆရာကြနေတဲ့သွေးလေးထက်ကသာအကောင်းဆုံးဆိုတဲ့နေရာနဲ့ပဲပို့ပြီးတော့ထိုက်တယ်လို့ပါ။ဒါပေမဲ့ကျော်စွာဝင်းကလည်းအခုမှပဲအစရှိသေးတာကြောင့်မလို့သွေးလင်းထက်နဲ့ level တန်းတူမဖြစ်သေးတာပါနောက်သူလည်းပဲဝမ်ချန်ပီယံရှစ်ရောက်ပြီးတော့ပွဲတွေကိုထိုးပြီးပြီဆိုလို့ရှိရင်တော့သူတို့နှစ်ယောက်အနေနဲ့ level တန်းတူအနေအထားမျိုးဖြစ်သွားကြမှာပါအခုတော့ကျော်စွာဝင်းနဲ့သွေးလင်းထက်ဒီနှစ်ဦးမှာဘယ်သူကပိုကောင်းသလဲဆိုရင်တော့သွေးလင်းထက်ကပိုကောင်းတယ်လို့ပဲလက်ရှိမှာဖြေချင်ပါတယ်ကျော်စွာဝင်းလိုပဲသူကတကယ်လဲစူးစမ်းတယ်လို့ဝမ်ချန်ပီယံရှစ်မှာလည်းလုံးပြနေရသူမလို့လက်ရှိမှာတော့အကောင်းဆုံးဆိုတဲ့နေရာနဲ့ပို့ပြီးတော့ထိုက်တန်ပါတယ်နောက်ပြီးကျော်စွာဝင်းထက်ဆောင်မှာပို့ပြီးတော့ကောင်းတယ်ဆိုတော့တခြားသောမြန်မာဖိုက်တာတွေအားလုံးထက်လေသွေးလင်းထက်ကပိုကောင်းမယ်ဆိုတာငြင်းစရာမရှိပါဘူးဒါပေမဲ့ကျွန်တော်တို့တွေကပရိသတ်တွေဆိုတော့နှစ်ယောက်စလုံးအောင်မြင်ပါစေလို့ပဲဆုတောင်းပေးရမှာပါ